တောင်ကြီးရဲ့တစောင်းနိုင်ပွဲနဲ့ပတ်သက်လို့မျှဝေပေးချင်ပါတယ်နံပါတ်1ကကားပါကင်ပေါ့နော်ကားပါကင်နဲ့ပတ်သက်လို့ကသူကဒီဝင်လို့ရတဲ့ဘက်နှစ်ဘက်ရှိတယ်အနောက်မျိုးပတ်လမ်းကနေပြီးတော့ဝင်ရတဲ့အပေါက်ရှိတယ်နောက်တစ်ခုကဘူဒါဘက်ကနေဝင်ရတဲ့အပေါက်ရှိတယ်အဲ့ဒီတို့နီးတဲ့အပေါက်နေရာတွေတိုင်းမှာကားပါကင်ရဲလို့ရတဲ့နေရာတွေမှာသူစီးတားပြီးတော့ကားပါကင်အရန်ဆိုပြီးရှိပါတယ်နေရာအားလုံးက3000မှာ3000ကျပ်ပါကားတစ်စီးကိုဒီဘူရာဘက်ကဝင်တဲ့အပေါက်ဘက်မှာကျတော့ဝင်ချင်းကားပါကင်တနေရာပဲသူကတော့နေရာကြောင်လား view ကြောင်လားမသိဘူးသူကတော့9000အဲ့တနေရာတဲ့တစ်စီးကို9000ပေါ့နော်ကျန်တာ3000မှာကားပါကင်9000ကကြာဆို view ကောင်းတယ်နော်ကားထိုးပြီးတန်းကြည့်လို့ရတယ်ကိုကားပေါ်ကပဲကိုကြည့်လို့ရတယ်ပေါ့နော်အဲ့အကြောင်းသူက9000ဖြစ်တာနေလိမ့်မယ်ကျန်တဲ့နေရာကြီး3000ကကြာကားရက်ခဲ့ပြီးမှလမ်းလျှောက်ပြီးသွားတာပေါ့ဝင်မယ်ဆိုရင်ဝင်ပေါက်ကခုနပြောနှစ်ခုမှာအနောက်မြို့ပတ်လမ်းဘက်ကဝင်မယ်ဆိုရင်ဒီအဝေးရဝင်းကိုဝင်မဲ့မုတ်ပေါက်အတွက်ကိုသူက10မိနစ်လောက်လမ်းလျှောက်ရတယ်ဒါပေမဲ့တစ်လျှောက်လုံးကလမ်းတစ်လျှောက်လုံးကပွဲစည်းတွေပဲဆိုတော့မပြင်းရဘူးပေါ့နော်ဒီပွဲပိုင်ကြည့်နေမုတ်ဆိုင်တန်းနေကြည့်နေလျှောက်လိုက်ရင်ခဏလေးနဲ့ရောက်သွားရောအဲ့ဘက်ချမ်းသွားရင် station နဲ့နီးရဲ့ station အစိပ်ဘက်အရှိဘက်မှာကျတော့ကားအဝင်ထွက်လမ်းလေးရှိရဲ့အတွက်ကြောင့်အဲ့ဘေးနားမှာထိုင်ပြီးတော့ကြည့်လို့ရတယ်အဲ့ဒါကကြတော့လူနည်းနည်းလေးရှင်းတာပေါ့နော်နောက်ပြီးတော့ဒီဘက်ဘူဒါဘက်ကသွားမဲ့လမ်းဘူဒါဘက်ကဝင်တဲ့အပေါက်မှာကျတော့လမ်းသိမ့်မလျှောက်အောင်သူကားနဲ့ပဲတော်သွားပြီးတော့မှကြည့်မဲ့နေရာနဲ့နီးရပေါ့နော်ကြည့်ရဲ့နေရာလေးကတော့ဒီကုန်းကူမူလေးလို့ရှိတယ်နောက်ချန်စီယိုးလေးကက်ရနာမှာကြည့်ရတာရှိတယ်နောက်အဲ့မှာကြည့်မယ်ဆိုရင်သူထိုင်တဲ့နေရာပေါ့နော်ထိုင်တာမှာကိုထိုင်ကြည့်မဲ့နေရာသူမြေပြင်မှာထိုင်ရတာကိုထိုင်တဲ့နေရာမှာကျတော့ဒီစာရာအိတ်လေးရောင်းနေခင်းထိုင်မှုပေါ့နော်တဲ့အိတ်ကို1000ဒါမှမဟုတ်2000အဲ့လိုရှိရပေါ့နော်အဲ့လိုပေးရပါတယ်သွားဖို့အတွက်အချိန်ဆိုရင်တော့စောသွားရင်တော့နေရာကြီးပါရတယ်နောက်တစ်ခုကပြန်ကန်ကြီးထွက်တဲ့အခါကျရင်တော့ကိုကဟိုးထဲတဲ့ရောက်တယ်ထွက်ခတ်တဲ့နေရာမျိုးမှာဆိုနေရာမယူမိစေနဲ့ပေါ့နော်အခုကပွဲရစတာ9နာရီလောက်မှစတတ်တယ်သူကမိဘုံပြန်ကသူကစိတ်နှပန်းနဲ့ညာမီးကြီးဆိုပြီးနှစ်ခုရှိရပေါ့နော်စိတ်နှပန်းဆိုတာကမီးပန်းနေမပေါမီးရှူမီးပန်းနေမပေါသူစိတ်နှပန်းဆိုတာကိုထင်တာပြောတာပေါ့နော်မှားလားမသိနဂက်ကလေးလို့ပေါ့ဒီဘက်ကနဂက်လေးရှိရအောက်ကနဆွဲလေးရှိရအဲ့လိုပုံစံပဲအပေါ်ကမီးပုံအောက်ကကျတော့ပုံတော်တွေမီးနဲ့လှုပ်ထားတာပေါ့နော်ဖျားပုံတွေရှိမယ်စာလုံးတွေရှိမယ်အဲ့ဒါစိတ်နှပန်းလို့ခေါ်တယ်ပြီးတော့မီးပုံမြလွှတ်မဲ့စရင်ကိုတော့ဒါအကုန်လုံးတိထားပြီးလောက်ပြီเนาะကြီးညာထားကြပြီဆိုတော့9နာရီလောက်မှစလွတ်တယ်ဆိုတော့တလုံးတစ်လှည့်စီလွတ်တာလည်းရှိရစိတ်နှပန်းလွတ်လိုက်ညာမီးကြီးလွတ်လိုက်တယ်ညာမီးကြီးစတိုက်လွတ်တာလည်းရှိရဆိုတော့တလုံးနဲ့တလုံးကြောက်ပြင်ဆင်ချိန်ကနိုင်ဝက်45မိနစ်လောက်တော့ကြာတတ်တယ်အရန်ကြာတယ်တခုဖြစ်တယ်ဆိုတော့တနာရီလောက်ကြာတတ်တယ်ပေါ့နော်ဆိုတော့ကိုကမျိုးမြတ်တခုလွတ်ပြီးမုံနေပါထွက်ဝယ်မယ်ဆိုဝယ်လို့ရအောင်ဒါလေးကမျှဝေပေးရနော်အဲ့ဒါတခုရှိနောက်တစ်ခုအရေးကြီးတာကြတော့ toilet အိမ်သာပေါ့အိမ်သာကခုနပြောတယ်အနောက်မျိုးပတ်လမ်းဘက်ကဝင်တဲ့အပေါက်လမ်းရှိတော့ရှောက်ပြီးဝင်ရတဲ့အပေါက် station ရှိရဲ့ station ရှိရဲ့အဲ့ဒီဘက်မှာပဲတစ်ခုပဲရှိရဲ့ပေါ့နော်အဲ့ဒါလေးကနီးရဲ့ပေါ့လူတော့စောင့်ရတယ်တိုးရတယ်ခဏလေးတန်းစီစောင့်ဘူရာဘက်ကဝင်တဲ့အပေါက်မှာကျတော့ toilet ကလုံးဝမရှိဘူးရှားခတ်တော့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့မီးပုံလွတ်တဲ့ဘက်ကိုပြေးတာတို့မပြေးတာတို့ကလေဒီလားလေသိမ့်ရကြည့်မယ်လေကအဲ့လိုသူ့လမ်းကြောင်းမှာမူတီဗီရှိရဲ့အရင်တတ်မှတ်လို့မရဘူးပေါ့နော်အဲ့မှာမိုက်ခွက်နဲ့အော်ပြီးရဲ့ဦးလေးရှိရဲ့ညဘက်ဆိုရင်တယောက်မနေ့ဆိုရင်တော့တယောက်အော်ပြီးရဲ့အဲ့ညဘက်ကျတော့အော်ပြီးရဲ့ဘယ်ဘက်ကိုသွားမယ်ဘယ်လိုဖြစ်မပြေးပါနဲ့ဘာညာဆိုရှိရပေါ့နော်ကိုကကလေးတွေပါတယ်လူကြီးတွေပါတယ်မိဘဆင်မှာကြောက်တယ်ဆိုခက်ဝေးဝေးရကြည့်ပါနောက်တစ်ခုကလူအရန်များသွားတဲ့ခါကျရင်ပွဲကနေထွက်တဲ့ခါကျရင်လေတအားကြက်မှာဆိုရင်လေကလေးတွေပါတယ်လူကြီးတွေနဲ့ဆိုရင်ကိုနေရာလေးကိုတီးတက်လေးတနေရာလေးမှာရွေးပြီးကြည့်ပေါ့နော်နေရာလေးကတော်တော်လေးကတော့အဆင်ပြေပါတယ်ကိုစိတ်ကြိုက်ရွေးပြီးကြည့်လို့ရတဲ့အနေထားလေးမှာရှိရပေါ့နော်နောက်တစ်ခုကတော့အစားအသောက်တွေစားပြီးကျွတ်အိတ်ကလေးနဲ့အမိုက်ကလေးတေချာပစ်ပါခုနခင်းတဲ့ဒီစာရာအိတ်ကလေးရတိန်းထားပြီးနောက်နေ့ကျရင်ပြန်ခင်းလို့ရတယ်ပေါ့နော်ပူသွားတဲ့ခါကျရင်ပြန်ခင်းလို့ရတယ်ရေတန့်ဘူးတွေကတော့တပူးကို1000ပါပွဲခင်းထဲမှာလာရောက်ရင်တော့1500ပဲဒီလည်းရှိတတ်တယ်အဲ့တော့ကိုမသွားခင်ကိုလည်းစိတ်ပူပြီးကြည့်ထားတာပေါ့နော်ကားပါကင်ကတစ်စီး9000ဆိုနေရာတိုင်း9000 sorry တစ်စီး9000ဆိုနေရာတိုင်း9000မဟုတ်ဘူးတစ်စီးကို3000နေရအများဆုံးပဲတနေရာပဲ9000ရှိရတယ်တန်ကျန်တဲ့နေရာတိုင်း3000ကြီးပဲရေတန့်ဘူးဆိုလည်းတပူး3000မဟုတ်ဘူးတပူးကို1000ပဲခုနလိုပွဲကင်းထဲမှာအချို့နေရာတွေမှာ1500ပဲရှိရညဘက်ကိုတဖြည်းဖြည်းနဲ့အရန်အေးလာတယ်အုတ်ထုပ်ယူသွားပါအုတ်ထုပ်ဆိုတိုးမွေးအုတ်ထုပ်နော်နားရီအေးမှာဆိုလို့လက်အိတ်ယူသွားပါတိုးမွေးလက်အိတ်ယူသွားပါခြေအိတ်တွေယူသွားပါကွယ်ကွင်းပြင်မှာကြီးရတဲ့အတွက်ပဝါလေးယူသွားပဝါယူသွားဆိုတာလေအေးတာကိုရှူမိရင်လေချောင်းဆိုးတာတွေပဲဖြစ်မှာဆိုလို့ပဝါလေးနဲ့အုပ်ပြီးရှူလို့ရတယ်အဲ့ဒါလေးပြချင်တာပါနောက်တစ်ခုကတော့ပြောဖို့ကောင်းပါတယ်တော်တော်ပြောမြေပြည့်သူတယောက်အနေနဲ့ခုမှဒါမိဘုံပြန်ပွဲကိုပထမဦးဆုံးသွားမှုပါပေါ့နော်တော်တော်ပြောဖို့ကောင်းတယ်တောင်ကြီးကလူတွေစီကန်းရှိရများတယ်အကုန်လုံးအဆင်ပြေပဲအဆင်ပြေခဲ့တယ်နောက်မိဘုံ
လုံးဝပတ်သက်လို့ကတော့ကိုကလွတ်တဲ့ညာကနေကြီးပေါ့နော်နေရာလေးရွေးပြီးကြီးပေါ့ပြိုင်ပြီးတော့အရန်ရှောက်မပြေးနေပေါ့နော်သူတို့ပင် instruction တိုင်းပဲလုပ်ပေါ့နော်အကုန်အဆင်ပြေပါတယ်ဒီ state စင်နေရှေ့မှာလူတွေတရှင်းဆိုနေရဆိုတော့ဘေးကနေကတ်ရှောင်ပြီးသွားပေါ့နော်လူတွေပါကွက်တက်လို့လေအဲ့ဒါလေးပါ